ရဲ့ channel လေးကပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကိုရှင်းဖြစ်ပါတယ် okay ကျွန်တော်ဒီနေ့ပါလေးဆက်သွားလိုက်ကြမယ်ဆိုတစ်ချက်ကြည့်အောင်ပေါ့နော် okay ကျွန်တော်တို့က2နှစ်ခုသိပြီးပြီပေါ့နော်2နှစ်ခုသိပြီးပြီဆိုတော့ကျွန်တော်2ပါမှတစ်ချက်ကြည့်အောင်ဘယ်2လေးကိုဆက်သွားမလဲ okay ဒီမှာတစ်ချက်ထောက်လိုက်မယ်ကျွန်တော်လာဆို2 group တွေကြည့်ကြအောင်ပေါ့နော်လာဆို2ရှိတယ်ပိုလိုခွန်းနဲ့လာဆို2ရှိတယ် magnetic လာဆို2ရှိတယ် okay ဒီ2တွေကိုဘာအတွက်သုံးတာလဲတစ်ချက်ဆန်းကြည့်ကြမယ်ပေါ့နော်အောက်မှာလည်းကျွန်တော်ဒီ selection 2နဲ့ဆိုင်တဲ့ဟာပါပဲ object selection 2ရှိမယ် cross selection 2ရှိမယ် magnetic 1 2ရှိမယ်ပေါ့နော် okay ဒီ2လေးနှစ်ခုကျွန်တော်ဒီနေ့ဆန်းကြည့်ကြမယ်ပေါ့နော် okay ကျွန်တော် open ပုံလေးတွေလောက်မယ်ပေါ့ပုံလေးဖွင့်ကြည့်လိုက်မယ်ကျွန်တော်ပုံ3ပုံလောက်ဖွင့်လိုက်မယ် okay ဒါကျွန်တော် edit လုပ်ပြီးသားပုံလေးဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုတော့ okay ဒီမှာလာဆို2ပေါ့နော်လာဆို2ကဘာလဲဆိုတော့ကျွန်တော်တစ်ခုခု selection အမြန်လုပ်လို့ရတယ်ပေါ့နော်ဒီမှာဒီလိုမျိုးလေး white လိုက်မယ်ပေါ့နော်ကျွန်တော် logo လေးကိုပဲ white လိုက်တယ် white လိုက်ပြီးဘာလုပ်မလဲဘာလုပ်မလဲ right click နှိပ်ကြည့်လိုက်မယ် right click နှိပ်လို့ဘာလုပ်လို့ရတယ် disset ဆိုတာဘာလဲဆိုတော့ရုပ်ရှင်ပိုင်း selection ပြန်ပြုတ်လိုက်တာပါ okay selection okay right click ထပ်နှိပ်ကြည့်မယ်ပေါ့နော် selection ပြုတ်တာကိုပြချင်တာမဟုတ်အောင် select invert select invert လုပ်လို့ရတယ်ဒီဟာလေးကိုကျွန်တော် wide မိလိုက်တယ်ပေါ့နော်အခုဆို select invert ဆိုပြီးတော့ဒီအပြင်ဟာတွေအကုန်လုံး select ဖြစ်သွားတယ်ပေါ့နော် okay select and match ရှိမယ် feather ရှိမယ် select and match ရှိမယ်ပေါ့နော် okay feather တော့အပေါ်မှာပြောထားပြီးသားဒီမှာ selection ဒီ option bar မှာ feather လည်းပါတယ်ပေါ့နော်ဒီ select လောက်ခင်မှာကျွန်တော် feather လေးကိုပေးထား feather 1 2 3အဲ့လိုမျိုးပေးထားမယ်ဆိုရင်ဒါသူ့ရဲ့ဒီဟိုပေါ့နော် select လုပ်လိုက်တဲ့အခါမှာဒီ effect ကဝင်နေပါပေါ့နော်တကယ်လို့ကျွန်တော်က select လုပ်ပြီး feather မပေးမိဘူးဆိုရင် right click နှိပ်ပြီးတော့ feather ကိုပေးလို့ရပါတယ်ပေါ့နော် select and match ရှိတယ်ဒီ select selection လုပ်ပြီးတော့ match 2 သုံးတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလည်းကျွန်တော်ပြီးတော့တစ်ချက်ဆန်းပြပါမယ်နော် save selection လုပ်လို့ရတယ် make work back လုပ်လို့ရတယ်ကျွန်တော်တို့ back ပုံစံမျိုး fandy လိုက်လို့ရတယ် layer back copy ဒီဟာလေးကို copy လုပ်လို့ရတယ် layer back cut ဒီဟာလေးကိုကျွန်တော်တို့ဖြတ်ထုတ်လိုက်လို့ရတယ်ပေါ့နော် new layer အနေနဲ့တွားလို့လည်းရတယ်ပေါ့နော် free transform ဒါကို free transform အနေနဲ့ control D နှိပ်ပြီးတော့ကျွန်တော်တို့ကြိုက်သလိုချုံးချက်လုပ်လို့ရတယ် transform selection okay ဒီကျွန်တော် selection လုပ်ထားတာကို transform နဲ့ရွေးလိုက်တဲ့ဟာပေါ့နော်ကျွန်တော်တို့ invert selection လုပ်ထားတော့လိုမျိုးဖြစ်သွားကျွန်တော် deselect ပြန်လုပ်လိုက်မယ် deselect ရဲ့ shortcut က control T ဖြစ်ပါတယ်ပေါ့နော် okay ကျွန်တော် selection ပြန်ပြီးတော့လုပ်လိုက်မယ်လာဆို2နဲ့ပဲပေါ့နော် okay select လုပ်လိုက်ပြီး right click နှိပ်မယ်နောက်ပါလဲဆို free transform selection လုပ်ထားတော့ transform လုပ်တယ်ဒီမှာဒါလေးကိုကျွန်တော်မလုပ်ချင်ပြန်ဖြုတ်ချင်တယ်ဆို escape နှိပ်လိုက်ပြန်ဖြုတ်တယ် right click နှိပ်မယ် right click ဒါဒီထဲမှာ use button to pass selection okay ဒီဟာဆိုရင်ကျွန်တော် selection လုပ်တဲ့ထဲကိုသွားပြီး right click နဲ့ဒီလိုလေးပေါ်တယ်ပေါ့နော် use bed as source use bed as destination color run ဒါကတော့ကျွန်တော်ဒီအတူလုံးလိုက်မယ်ဆိုဒီလိုဝင်သွားတယ်ပေါ့နော်ဒါဘာလဲဆိုတော့ pattern to pass selection ဆိုတော့ကျွန်တော်ဒီကောင်ကိုဖြည့်လိုက်တဲ့သဘောပေါ့နော်ဒီကောင်ဆွဲဖြည့်လိုက်တဲ့ပုံစံမျိုးဒါပေမဲ့ဒါကြီးကအရင်ကွဲထွက်နေရမျိုးပေါ့နော်ဒီမှာ control D နဲ့ selection ဖြတ်လိုက်အရင်ကွဲထွက်နေကျွန်တော်မကြိုက်ဘူးလိုမျိုးဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီမှာ fade တို့ stroke တို့ content aware fade တို့ရှိတယ်ပေါ့နော် fade ဆိုတာဘာတွေဖြည့်လို့ရလဲ fade ဆိုတာမှာဒီမှာ foreground color ဖြည့်ရ background color ဖြည့်လို့ရတယ် color ကိုကြိုက်တဲ့ဟာဖြည့်လို့ရတယ် pattern ဖြည့်လို့ရတယ် history ဖြည့်လို့ရတယ် gray white ဒါတွေဖြည့်လို့ရတယ်အဲ့တော့ content aware ဆိုတာဘာလဲဆိုကျွန်တော် okay ပေးလိုက်မယ် okay ဒါလိုလေးတက်တက်ရလေးရ content aware ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဘေးမှာရှိတဲ့ဟာတွေကိုသူဖုံးပေးတဲ့သဘောပဲပေါ့နော်သူအဆင်ပြေအောင်တည်သက်လာပါအောင် content aware နဲ့ဒါတွေကိုသူဖြည့်ပေးလိုက်တဲ့သဘောဒါကျွန်တော်ဖြောက်ခြင်းဒီလိုမျိုးလွယ်တူဖြောက်လို့ရတဲ့ဟာပေါ့နော်လူကလာဆိုသူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီတောင်းပြက်တွေမှာလွယ်ကူကူဖြတ်လို့ရတဲ့ဟာတွေပေါ့နော်ဒီလိုမျိုးတောင်းပြက်အမြန်ဖြတ်ခြင်းနဲ့ဆိုရင်သူကလွယ်ကူကူအမြန်ဖြတ်တဲ့ဟာပဲ
တောင်းပြတွေအမြင်ဖြတ်တဲ့ဟာပဲဖြစ်ပါတယ်ခုနတောင်းပြတွေအမြင်ဖြတ်ပြီးကျွန်တော်ဘာတွေလုပ်ရလဲချက်ဆန်းကြည့်အောင် okay content aware ဆိုပြီးလုပ်ကြည့်လိုက်မယ်ဗျဒါကြီးကိုဘယ်လိုပြောက်သွားမလဲစမ်းကြည့်လိုက်မယ် review အနေနဲ့ပြပေးတယ်ပေါ့နော်သူကဒီကောင် okay ဆိုရင် apply ဆို apply okay ပေးကြည့်လိုက်လို့ရတယ်ကျွန်တော်အကြီးကိုဖျောက်ချင်တာမျိုးလုပ်လိုက်တဲ့အတွက်နည်းနည်းလေးကြာသွားတယ်ဗျဒီကောင်ဆက်ကနည်းနည်းလေးကြာသွားတယ်သူဘယ်လိုမျိုးဖျောက်လိုက်အိုးလုံးဝအကုန်လုံးဖျောက်ချလိုက်တာပေါ့နော် okay ဒါဒီလိုမျိုးကျွန်တော်လုပ်လို့ရတဲ့ဟာတွေပေါ့နော်ကျွန်တော် magnetic လာဆိုသူကဘယ်လိုလဲဆိုတော့ကျွန်တော် clip လေးကိုဆွဲလိုက်ရုံပါပဲဒီကောင်လေးက clip လေးနှိပ်ပြီးဆွဲလိုက်လို့မယ်သူကကစားလေးချပေးသွားမယ် okay လိုလေးဆိုရင်ကျွန်တော် space bar လေးကိုဖိပြီးတော့မှရွှေ့ပြီးတော့သွားမယ် space bar လေးမှရွှေ့သွားမယ် okay okay good အဲ့တိုင်းလေးသွားတယ်ဟုတ်တယ်အဲ့တိုင်းပဲအဲ့တိုင်းspace bar ကိုနှိပ်ပြီးကျွန်တော်လိုမျိုးလေးသွားတယ်ပေါ့နော် space bar လေးသူလည်း code selection 2ဖြစ်တဲ့အတွက်အရင်မြန်ပါတယ်ပေါ့နော် okay ဒါကျွန်တော်အမြန်လေးလုပ်ပြလိုက်တဲ့ပုံစံပါပဲ code selection ဆိုတော့အမြန်ပဲဒီမှာထိလိုက်တဲ့ data selection ဖြတ်ပြီးသားဖြစ်သွားမယ်ပေါ့နော်တကယ်တော့ဒီ selection ဒီ view ပုံလေးဖြတ်တော့ပို့ပြီး detail ကြတဲ့ဟာမျိုးဖြတ်တင်တာပေါ့နော်ဒါကအမြန်ဖြတ်တယ်ဆိုတာကျွန်တော် design တွေလုပ်တဲ့အခါမျိုးအမြန်လုပ်တဲ့အားတွေမှာသုံးတာပေါ့နော်ဒီလူပုံဖြတ်တာမျိုးတော့မသုံးဘူးပေါ့နော်ကျွန်တော်ဒါအမြန်သာအောင်တော့လူပုံလေးပြလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲတော့လူပုံတွေဖြတ်တဲ့အခါမျိုးမှာတော့တိတ်တော့အဆင်မပြေပါဘူးကျွန်တော်ပစ္စည်းတွေရာဝတ္ထုတွေကိုကျွန်တော် design လုပ်တဲ့အခါမှာလိုအပ်လို့ရှင်ဖြတ်တဲ့အားမျိုးမှာပို့ပြီးအဆင်ပြေမယ်ပေါ့နော်လူပုံတွေဖြတ်ဖို့တော့ဒီ day ဖြတ်တဲ့ဟာတော့ပန်တူးတင်တဲ့ခါကျမှပို့ပြီးတော့စမ်းကြည့်တယ်ပေါ့နော်ဒီကောင်ကကျွန်တော်မောင်းတဲ့အတိုင်းပဲဆွဲသွားလိုက်ရုံပဲဆွဲသွားလိုက်တာကိုသူကလိုက်ဖြတ်ပေးတဲ့သဘောပေါ့နော်ဒါကကျွန်တော်အမြန်ဖြတ်ပြခြင်းပဲဖြစ်ပါတယ်ဒီလိုဒါမောင်းတဲ့ဒီတိုင်းဆွဲသွားလိုက်တဲ့ပုံစံမှာပဲမောင်းနဲ့ဆွဲသွားတဲ့ခါမှာသူက point နေလိုက်ချပေးသွားတယ်ပေါ့နော်ကျွန်တော်ဆွဲဒါကျွန်တော်လက်ကတွန့်သွားပြီဆိုရင်သူလည်းတွန့်သွားမှာပဲတကယ်တော့လူကို slab ဖြတ်တာတက် construction ပစ္စည်းတွေဖြတ်တာပိုအဆင်ပြေမယ်ပေါ့နော်ပစ္စည်းရာဝတ္ထုတွေလူကိုဖြတ်ဖို့တော့ဒီတရားတော့ကျွန်တော်ပန်တူးတင်တဲ့အခါမှာသုံးရမယ်ပေါ့နော်ဒီကတော့ကျွန်တော်ဒါနမူနာစမ်းပြတာပေါ့နော်ဒီလိုမျိုးလေးစက်လိုက်မယ်ဆိုရင်ဒါ code selection အမြန် slab ဖြတ်တဲ့ဟာပေါ့နော်ကျွန်တော်ရေးလေးကြီး design တွေလိုဖြတ်တာမျိုးတို့မှာသုံးတဲ့ဟာပေါ့ဒါတောင်ဒီစပင်လေးတို့ဘာလို့ဆိုရင်ဒီလေးထပ်ပြီးတော့ဖြတ်ဖို့လိုပါတယ်ပေါ့နော်ဒါဒီနေ့တော့ကျွန်တော် selection 2တွေကတော့ဒီလောက်ပါပဲပေါ့နော် selection 2ကိုသုံးပြီးတော့ကျွန်တော် right click ထိပ်ပြီးတော့ right click နှိပ်ပြီးတော့ကျွန်တော်ဆန်းလို့ရတာတွေဆန်းကြည့်လို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းစမ်းပြအောင်ပါမယ်အခုကတော့ဒါ beginner level ဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းဒီ tool လေးကိုအတိပေါ့နော်လက်စပြီးထိတွေ့ပေးတဲ့သဘောပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော် project တွေလုပ်တဲ့အခါမှာဘာတွေလုပ်ရမလဲဆိုတာဒီ tool နဲ့ပတ်သက်ပြီးဘယ်လိုတွေလုပ်ရမလဲဆိုတာ project တွေလုပ်တဲ့အခါကျမှပို့ပြီးတော့ထိထိရောက်ရောက်နားလည်မယ်ပေါ့နော် okay ဒီနေ့တော့လောက်ပါပဲခင်ဗျကျေးဇူးပါ bye bye